ယနေ့ခေတ်မှာလူတိုင်းနီးပါးလောက်က online ပေါ်မှာဈေးတွေရောင်းနေကြပါတယ်။ပိုးရွှေအများကြီးတင်တယ် trend တွေနောက်လည်းလိုက်တယ်။ကြော်ညာတွေကို boost တွေအများကြီးလုပ်ကြပေမဲ့ reach ဆိုတဲ့ကြီးစုနှုန်းကတက်လာသလောက်ဈေးဖြစ်သွားတဲ့ conversation တွေကတော့လက်ချိုးရည်လို့ရအောင်နည်းပါးလာပါတယ်။အောင်မြင်မြင်နဲ့ online shop တစ်ခုဖြစ်ဖို့ဆိုရင်ခိုင်မာတဲ့ vision မျှော်မှန်းချက်ရှိဖို့ဟာအခြေခံကြဆုံးအချက်ဖြစ်ပါတယ်။ကျွန်တော်ရဲ့အတွေ့အကြုံအရအစပိုင်းမှာတော့ try အောင်ကြည့်ပြီးတော့ပစ္စည်းတွေကိုရွေးချယ်ခဲ့ပူပါတယ်။အဲ့တုန်းကလူကြည့်များပေမဲ့ customer လိုချင်တဲ့တကယ်လိုချင်တဲ့အရာမဟုတ်တာကြောင့်အယောင်မဖြစ်ခဲ့ပါဘူး။နောက်ပိုင်းမှာ audience need လို့ခေါ်တဲ့လူတွေရဲ့လိုအပ်ချက်ကိုအခြေခံပြီးစဉ်းစားတဲ့အခါမှာအယောင်တွေကတိတိကျကျတိုးတက်ခဲ့ပါတယ်။ဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်တို့ PG35 ရဲ့မူဝါဒဖြစ်တဲ့ပြောသလိုလုပ်သလိုပြောတယ်ဆိုတဲ့အတိုင်းလက်တွေ့အလုပ်ဖြစ်တဲ့ online shop တိဆောက်ပုံကိုအိမ်တွင်းအလှဆင်တဲ့ intro plan နဲ့လုပ်ငန်းကိုအနမူနာထားပြီးတော့အစဉ်ရှင်းပြသွားပါမယ်။ပထမဆုံးအနေနဲ့ market research ဆိုတာကိုရောင်းမဲ့လူကိုသိရှိခြင်းပေါ့။ market research ဆိုတာ online shop တစ်ခုအတွက်ဆိုရင်လမ်းပြအိမ်မြောင် compass ပေါ့နော်။ compass နဲ့တူပါတယ်။ကိုသွားမဲ့လမ်းကြောင်းမှန်ကိုအဲ့ဒီဟာပဲဆုံးဖြတ်ပေးတာပါ။ပထမဆုံးအနေနဲ့ target audience ကိုပြစ်မှတ်ထားမဲ့လူအပြင်ရောင်းမယ်ဆိုရင်လူတိုင်းကိုရောင်းလို့မရပါဘူး။အသက်18နှစ်ကနေပြီးတော့35နှစ်အတွင်းရုံးခန်းသို့မဟုတ်အခန်းချင်းလေးတွေထဲမှာတဘာဝအလှတရားကိုဖန်တီးခြင်းနဲ့မျိုးပြလူငယ်များလို့တိတိကျကျပြစ်မှတ်ထားရပါမယ်။သတ်မှတ်ထားရမယ်။သူတို့ကအပင်စိုက်ကြည့်မြင်မဲ့ပြုစုရမှာကြောက်နေတဲ့သူတွေပါ။ပြန်ဘက်ကိုလေ့လာမယ်ဆိုရင်တော့ Facebook ပေါ်မှာ Indo Planet ရောင်းနေတဲ့ထိပ်တန်းဆိုင်3ဆိုင်ကို follow လုပ်ပြီးတော့စောင့်ကြည့်ပါ။သူတို့ရဲ့ contact တင်ပုံတွေဈေးနှုန်းသတ်မှတ်ချက်တွေနဲ့ customer တွေကဘာကိုသဘောကျနေလဲဆိုတော့စဉ်းပြုစုရမယ်။ customer pain point ဖြစ်တဲ့ဝယ်တဲ့သူတွေကဘာတွေကိုညှိနေကြတာလဲ။အပြင်ပြုစုနေအသေးစိတ်ကိုမသိတာလား။စီးပို့ဆောင်တဲ့အချိန်မှာအပင်တွေကပျက်စီးသွားတာလား။ဒီလို complaint တွေကိုရှာဖွေပြီးတော့ကိုယ်ဆိုင်မှာဒါတွေကိုဘယ်လိုဖြေရှင်းရမလဲဆိုတာကိုပြင်ဆင်ထားရပါမယ်။နောက်ချက်အနေနဲ့ကတော့ trend ကိုလိုက်ပြီးတော့ခဏခေတ်စားနေတာတွေကိုရောင်းတာတွေတည်း customer ရဲ့လိုအပ်ချက်ဖြစ်တဲ့ဥပမာအနေနဲ့ဆိုရင်အလင်းရောင်နေတဲ့ရုံးခန်းလေးထဲမှာရှင်သန်နိုင်တဲ့အပင်ကိုဖြည့်ဆည်းပေးတာကရရှိမှအယောင်ဖြစ်မှာပါ။နောက်နံပါတ်2ချက်အနေနဲ့ကတော့ branding and identity ဒီနေရာကိုတော့ဘယ်လိုပြောမလဲဆိုရင် branding ဆိုတာကတော့စကားမပြောဘဲနဲ့ပစ္စည်းရောင်းပေးနိုင်စွမ်းရှိတဲ့အစွမ်းတက်တဲ့ကိရိယာတစ်ခုဖြစ်ပါတယ်။ branding မှာဆိုရင် logo တို့နာမည်တို့ကလည်းမိထားလို့မရပါဘူး။ဥပမာအနေနဲ့ဆိုရင်ဒီ logo လေးဆိုရင်အရန်ရိုးရှင်းပြီးတော့မှတ်မရလဲလွယ်မယ်တစ်ပင်ဆိုတဲ့အတွက်တစ်ရက်လေးတစ်ခုကိုစားပြုတယ်။အရင်တော့ဆိုရင်ကျွန်တော်လည်း logo ပန်းပွင့်ဆိုရင်ပန်းပွင့်လေးတွေအများကြီးဝိုင်းနေတဲ့နေရာလေးတွေပြီးတော့မှကိုယ့်ရဲ့နာမည်ဖြစ်တဲ့တစ်ခုခုကိုနာမည်ကြီးကိုရှည်လေးရေးပြီးတော့ပန်းပွင့်လေးတွေဝိုင်းနေပုံစံလေးလုပ်ကြည့်ဘူးတယ်။ကာလာရောင်စုံတွေတုံးကြည့်ဘူးတယ်။အဲ့ဒါကြောင့်အဲ့လိုတုံးတဲ့ခါကျတော့ဘာဖြစ်သွားလဲဆိုတော့ customer တွေကအနွိုင်းဖြစ်သွားပြီးတော့မှတ်မိမလွယ်ဘူးပေါ့ဗျာ။အဲ့ဒါကြောင့်ရိုးရှင်းတဲ့ပုံလေးတွေကိုတုံးတာပိုကောင်းပါတယ်။နောက်တစ်ခုအနေနဲ့ sologram ပေါ့ sologram ကလည်းtitle လောက်တော့အရေးကြီးပါတယ်။ဥပမာအနေနဲ့ပြောမယ်ဆိုရင်ကျွန်တော်တို့ရဲ့ PG35 ရဲ့ sologram ဖြစ်တဲ့ပြောသလိုလုပ်သလိုပြောတယ်ဆိုပြီးတော့ sologram လေးဆိုရင်လည်းမှတ်ရလဲလွယ်တယ်။ပြီးတော့လူကြီးမင်းတို့ရဲ့အာရုံထဲမှာဘယ်လိုမျိုးဖြစ်သွားမလဲ။ strategy ဖြစ်တဲ့ products and pricing မှာဆိုရင်တော့တန်ဖိုးပေါ်လွင်အောင်ဘယ်လိုသတ်မှတ်ကြမလဲ။ product list မှာဆိုရင်အစားပိုင်းမှာဆိုရင် product list အနေနဲ့ဆိုရင်တော့ item 5ခုလောက်နဲ့ပဲစပါဥပမာအားဖြင့်ဆိုရင် snake plant လို့ခေါ်တဲ့ဒီလိုအပင်မျိုးလေးတွေပေါ့ဒီလိုအလှပန်းပင်လေးတွေဒါမှမဟုတ်ရင် succulent plant လို့ခေါ်တဲ့ဒီလိုပင်လေးတွေဆိုတဲ့ချစ်စရာကောင်းပြီးအရန်ချစ်စရာကောင်းတယ်ပြီးရင် cactus plant လို့ခေါ်တဲ့အပင်လေးတွေဒီလိုစူးပင်လေးဒီပင်လေးတွေကလည်းအရန်ချစ်စရာကောင်းတယ်ပြီးရင် money plant လို့ခေါ်တဲ့မြန်မာလိုဆိုရင်ရွှေလောင်ငွေမှာကမမုံလို့ခေါ်မလားပဲအဲ့လိုအပင်လေးတွေဆိုရင်ဒါလေးတွေဆိုရင်အယောင်တွက်ပြီးတော့အကျန်းလဲခံတယ်ထိန်းရသိမ်းရတာပဲနည်းနည်းပိုပြီးလွယ်ကူတယ်အဲ့ product 5မျိုးလောက်ပဲစမ်းပြီးတော့တင်ကြည့်ပါ pricing strategy မှာဆိုရင်တော့ cost plus value base ဘယ်လိုလဲဆိုတော့ဥပမာအားဖြင့်ရှားဆောင်ပင်တစ်ပင်လေးကိုပြန်ပက်တည်တဲ့ဈေးနှုန်းပို့ထားရင်တော့မှဒါကအကျန်းခံတယ်အကျန်းခံပြီးတော့ပြုစုရလွယ်တယ်ရန်ကြီးလည်းအလုံးမရှုပ်ဘူးမင်းကအပင်ကိုရောင်းနေရမဟုတ်ဘဲနဲ့အလုံးရှုပ်တဲ့ဝန်ထမ်းတစ်ယောက်အတွက်stress တွေကို
ဖြေလွတ်ပေးနိုင်မယ်ဒီအပင်လေးကြည့်ရင်စိတ်ထဲမှာကြည်နူးပြီးတော့တာယာရမယ်အဲ့လိုအရာမျိုးအဲ့လိုမျိုးစိတ်ခံစားချက်ကိုရောင်းနေတာလို့သတ်မှတ်ထားပြရမယ်ပြီးတော့ description and photo မှာဆိုရင်အမြင့်က6လက်မှလေထုကိုတန့်စင်ပေးနိုင်တယ်အမြင့်6လက်မှဆိုတာဘာလဲဆိုတော့ဒီဟာကနေရာမစားဘူးပေါ့နော်ကိုထားခြင်းနဲ့စာအုပ်စင်ပေါ်ပဲဖြစ်ဖြစ်ကွန်ပျူတာခုံပေါ်မှာပဲဖြစ်ဖြစ်စာအုပ်ကိုထားခြင်းတဲ့နေရာလေးမှာထားလို့ရတယ်ကိုယ့်ရဲ့လုပ်ငန်းလုပ်တဲ့အလုပ်ခုံပေါ်မှာပဲဖြစ်ထားလို့ရတယ်ဆိုတဲ့အချက်ပါတယ်ပြီးရင်လေထုကိုတန့်စင်ပေးနိုင်တယ်စတဲ့အကျိုးကျေးဇူးကိုဦးစားပေးပြီးတော့ရေးရမယ်အရှိဘက်ကနေဘေးဘက်ကနေဒါမှမဟုတ်ရင်အနီးကပ်ဒါပြီးရင်အနီးကပ်အဲ့လိုမျိုးရိုက်ပြီးဖို့လည်းလိုပါတယ်အယောင်တက်ဆိုတာထက် customer တွေအတွက် value ပေးတဲ့နေရာတစ်ခု value ပေးတဲ့နေရာတစ်ခုဖြစ်နေဖို့လိုအပ်ပါတယ် content plan အနေနဲ့ဆိုရင်ပထမဆုံးတင်းတာနေမှာဆိုရင်အပင်ပြုစုနည်းတွေကိုရေးပေးမယ်ဒါမှမဟုတ် video file လုပ်ပေးမယ်ပြီးရင် post အနေနဲ့ contact ဆိုရယ်စာတွေအနေနဲ့ပုံတွေအနေနဲ့ရောတင်ပေးမယ် customer တွေရဲ့ comment တွေကို video အနေနဲ့ reply ပြန်တာပဲဖြစ်ဖြစ်ဒါမျိုးလေးတွေလုပ်ခဲ့ပူပါလုပ်ရပါမယ် editor review ရာ content တွေကို80%ဘူးတုတပေးပါမယ်ကျန်တဲ့20%တော့အယောင် promotion တွေလုပ်ပါကျွန်တော်ရင်တော့ဆိုရင်အယောင်ပို့တွေကြီးပဲဇွတ်တင်ခဲ့ဘူးတယ်အဲ့ခါကျတော့လူတွေကစိတ်ရှုပ်သွားပြီးတော့ဘာမှလည်းမဝယ်ကြတော့ CTA ဆိုတဲ့ call to action ပေါ့နော် CTA ကိုထည့်ဖို့မမေ့ပါနဲ့ဗီဒီယိုပဲဖြစ်ဖြစ်စာအရေးသားနဲ့ပဲဖြစ်ဖြစ် call to action ကိုဘာလို့ထည့်ခိုင်းလဲဆိုတော့အဲ့ဟာနေပြီးတော့ customer တွေနဲ့ relationship ကိုရယူရမှာမို့လို့ပါဥပမာအားဖြင့်ဆိုရင်အပင်ဆိုင်နီးလမ်းညွန်စာအုပ်တိအပင်ဆိုင်နီးလမ်းညွန်စာအုပ်ကိုအလကားရယူဖို့ DM မှာ highlight ပါတော့အဲ့လိုပုံစံမျိုးလေးပေါ့ customer တွေကမေးလာတဲ့ခါကျရင်တနာရီတွင်းပြန်ဖြေနိုင်အောင်အမြန်ဆုံးတနာရီတွင်းဆိုတော့အမြန်ဆုံးပြန်ဖြေနိုင်အောင်ကြိုးစားရမယ်ပြီးရင်ပို့ကနေငွေပေးချေမှုဆိုရင်လည်းလွယ်ကူတဲ့ຢာတွေကိုရွေးချယ်ရမယ်။ပြန်ပြီးတော့ပို့ပေးလိုက်တဲ့ဟာက delivery ကအသုံးမကျလို့ပဲဖြစ်အကြောင်းတစ်ခုခုကြောင့်ပျက်စီးသွားတာပဲဖြစ်အပင်လေးမှာအနာလေးတွေဖြစ်နေလို့ပြန်လဲလုပ်ပေးပါဆိုပြီးတော့ customer တွေကနေပြီးတော့တောင်းဆိုတာပဲဖြစ်အခါကျရင်စိတ်ချရတဲ့ delivery မျိုးနဲ့အပ်ကမယ်အဲ့လိုအရာတွေကို FAQ အနေနဲ့ Messenger မှာဖြစ် Messenger မှာပေါ့နော်အများအပြားကျွန်တော်တို့က Messenger မှာအလုပ်လုပ်ရတာများတယ် Messenger မှာဒါမှမဟုတ်ရင် Viber မှာအလုပ်လုပ်ရများတယ်အဲ့လိုအရာတွေအတွက်ဆိုရင်ကျွန်တော်တို့ bot တွေအနေနဲ့ကြိုပြီးတော့ FAQ question လေးတွေကြိုတင်ပြင်ဆင်ထားရမယ်ဥပမာအားဖြင့်ဆိုရင်ငွေပေးချေမှုဆိုရယ်ခလုံးနေလိုက်ရင်တင်ရဲ့account number နာမည်ဘယ်သူဖုန်းနံပါတ်ကဘယ်လောက်ဆိုပြီးတော့ KPay ကနာမည်ကဘာဝေပေးကနာမည်ကဘာအဲ့လိုမျိုးပေါ့နော်ဝေပေးချင်မှုလမ်းကြောင်းလေးတွေတခါတည်းချပြရမယ် customer မေးတော့ customer တခါတည်း FAQ question ကိုနှိပ်လိုက်တာ ਨੇ ပြီးရင် delivery အနေနဲ့ပို့လိုက်ပါပြီဆိုတဲ့အကြောင်းလှမ်းပြီးအကြောင်းကြားမယ်ပြီးပြီဆိုရင် delivery ရှိရောက်သွားပြီဆိုရင်ပစ္စည်းရောက်ပြီဆိုရင်လက်ခံရရှိကြောင်းလေးလက်ခံရောက်ကြပါပြီလားပြန်ပစ္စည်းအနာစာရှိလားဆိုပြီးပြန်ပြီးတော့ follow up လုပ်ပေးရမယ် customer တွေကိုအဲ့လိုလုပ်ပေးခြင်းအပြင် customer နဲ့ relationship ကပို့ပြီးတော့ခိုင်မာလာစေပါတယ်ကျွန်တော်ရဲ့ကိုရီးဖြစ်ရလေးတစ်ခုကိုပြောပြအောင်မယ်ကျွန်တော်က online shop ကနေပြီးတော့နှစ်ချက်လေးတစ်ခုဝယ်တယ်အဲ့နှစ်ချက်လေးက best stand လည်းကောင်းတယ်သုံးလို့လည်းအဆင်ပြေတော့ comment မှာတွားပြီးတော့သုံးလို့ကောင်းတယ် best stand လေးလည်းကောင်းတယ်လို့ရေးမိလိုက်တယ်တခြားဝယ်တဲ့လူတွေဝယ်ချင်တဲ့လူတွေကကြတော့ကျွန်တော်ကိုလာပြီးတော့ဖြတ်ပေါက်ကိုလာပြီးတော့လာမေးကြတယ်အကူကြီးတုံးရတာအဆင်ပြေလားဘယ်လိုမျိုးတော့ဆိုတော့မေးတော့ဒီနှစ်ချက်ကဒီမှာဆိုရင်ဒီလိုဒီကနေပြီးတော့အားပြန်သွင်းလို့ရတဲ့ဟာပါတယ်ဒါပေမဲ့ဒီထဲမှာထည့်ထားတဲ့ဓာတ်ခဲရကြတော့1000ကျော်လေးပဲပါမယ်ထင်တယ်အဲ့ခါကျတော့ဒီဘက်ထရီဒီနှစ်ချက်ကိုပဲအားသွင်းလို့ရမယ်ဒီထဲကနေပြီးဖုန်းကိုပြန်အားသွင်းဖို့ဆိုတာမလွယ်ကူတဲ့အရာမဟုတ်အားကြောင့်မလို့ဒါကအကိုကြီးပထမတစ်ယောက်ကိုတော့အကိုကြီးဒီနှစ်ချက်ကပြန်ပြီးတော့သူတို့စာတွေထဲမှာတော့ရေးထားတယ်နှစ်ချက်ကအားပြန်ဖုန်းကိုအားသွင်းလို့ရတယ် emergency အားသွင်းလို့ရတယ်လို့ပြောကြတယ်ဆိုရင် emergency ခဏတစ်ဖြုတ်လောက်ပဲကောင်းတယ်လုံးဝကြီးအားကုန်သွားတဲ့အချိန်ကျမှ emergency အရန်လိုအပ်မှဒါခဏတစ်ဖြုတ်လောက်အားသွင်းလိုက်တယ်ဆိုရင်တော့အဆင်ပြေတယ်ဒါပေမဲ့ power bank တစ်ခုအနေနဲ့သူတို့ရေးထားလို့ power bank တစ်ခုအနေနဲ့သုံးဖို့တော့အဆင်မပြေဘူး battery ampere ကလည်းရမ်းနေတယ်ပြီးရင် battery ကဂီသွားလိမ့်မယ်မြန်မြန်ဆန်ဆန်ဂီသွားလိမ့်မယ်ဆိုတော့ပထမတစ်ယောက်ဖြေပေးလိုက်တယ်သူတို့ကဇက်ဆိုင်အဲ့ဟာ engagement ကောင်းတဲ့ခါကျ boost တဲ့ခါကျတော့ကျွန်တော် comment ကြည့်ကျွန်တော်ရှိပဲတောက်လျှောက်လာမေးတဲ့ခါကျကျွန်တော်ကြားတော့စိတ်ကတိုးလာ
ကတောင်ဆိုရင်ကျွန်တော်တငယ်ချင်းတွေစာပို့တယ်လို့အလုပ်ငန်းကိစ္စရှိလို့စာပို့တယ်ထင်ပြီးတော့ကျွန်တော်ကြည့်မိလိုက်ရင်ဒီကနေကျကိစ္စနဲ့ပတ်သက်ပြီးလာမေးတဲ့ခါကျတော့မဖြေချင်တော့ဘူးပြောဗျာမဖြေချင်တဲ့ခါကျတော့ကျွန်တော်အဲ့ဒီနေကျရောင်းတဲ့ online shop ကိုသွားပြီးတော့ပြောတယ်ကျွန်တော်ကို screenshot တွေလိုက်လှမ်းရိုက်ပြလိုက်တယ်ကျွန်တော်ဒီလူတွေအကုန်လုံးကခင်ဗျားတို့ရဲ့ဒီနေကျနဲ့ပတ်သက်ပြီးတော့လာမေးတယ်ခင်ဗျားတို့အနေနဲ့ဒီpost တင်တဲ့ခါကျရင် power bank အနေနဲ့သုံးလို့မရဘူးဆိုတဲ့အရာ emergency အတွက်တာသုံးလို့အဆင်ပြေတယ် power bank အနေနဲ့သုံးဖို့အဆင်မပြေဘူးဆိုတဲ့အကြောင်းကိုလည်းထည့်ရေးပြီးတော့ရေးပေးပါတခါတည်းအပြက်ကိုယ့်အားနည်းချက်ရှိတဲ့ဟာလေးတွေ post ရေးပြီးတော့ပြောပေးပါပြောလိုက်ပို့ပြီးအဆင်ပြေသွားပါလိမ့်မယ်ဆိုပြီးပြောလိုက်တယ်ကြားတော့ကျွန်တော်မဖြေချင်တော့ဘူးဆိုပြီးပြောတော့သူတို့ဘက်ကဘာပြန်ပြောလဲဆိုတော့ဟုတ်ကဲ့ပါရှင်ဆိုပြီးဘာမှဆက်မဖြစ်သွားအောင်ဒါလေးပဲပြောသွားတယ်အော်ငါပြောလိုက်ရတာပြီးရပြောမေးတဲ့လူတွေကသူတို့ကဆက်တိုက်ပူတော့ကျွန်တော်စီကိုလည်းဆက်တိုက်လာမေးကြတယ်မေးတဲ့ခါကျကြားတော့လဲကျွန်တော်လည်းမဖြေတော့ဒါပေမဲ့အဲ့နေရာမှာတော့ဆိုရင်တော့ဘယ်လိုလုပ်မလဲဆိုတော့ post ခုအနေနဲ့ကိုယ့်ရဲ့ product ရဲ့အားသာချက်တစ်ခုကိုလည်း post အနေနဲ့ရေးမယ်ပြီးရင် comment မှာလည်းပင်အနေနဲ့ထိုးပြီးတော့ emergency ဖြစ်မှသာဒီဟာကို power bank အနေနဲ့သုံးပါ battery ampere ဘယ်လောက်ပဲပါတဲ့အတွက် power bank တစ်ခုအနေနဲ့တော့သုံးလို့မရပါဘူးဆိုတော့ transparency ကိုချပြပါပါပြီးပြီဆိုရင်ကျွန်တော်လိုပုံစံမျိုးပေါ့နော်comment ကိုgood comment လေးတွေပေါ့ positive comment လေးတွေအဲ့လိုမျိုး comment ကောင်းလေးတွေရေးရတဲ့ခါကျရင်ကျေးဇူးတင်ပါတယ်နောက်ထပ်ကျွန်တော်တို့ဆိုင်မှာတို့အနေနဲ့ဒါမှမဟုတ်ညီမတို့အနေနဲ့ပစ္စည်းလာဝယ်တဲ့ခါကျရင် discount 20%ဖြစ်30%ဖြစ် discount ချပေးပါမယ်ပြီးတော့ကိုလာပြီးတော့မေးနေတာရှိရင်လည်းဆက်ပြီးတော့ဖြေပေးပါအောင်ဒါပေမဲ့အားလက်မှတ်ဖြေပေးပါကိစ္စမရှိပါဘူးပြီးတော့ကိုယ့်ရဲ့အချိန်ကိုအသုံးပြုလိုက်ရတဲ့အတွက်ကျွန်တော်အနေနဲ့ဘာမှအပန်းမကြီးနိုင်တဲ့ပစ္စည်းလေးပေါ့ကတ်တလောက်လေးပဲဖြစ်တစ်ခုအနေနဲ့တစ်ခုပေါ့လက်ဆောင်အနေနဲ့ပေးပါတယ်အဲ့လိုပုံစံမျိုးလေးတွေကို Facebook မှာ post တစ်ခုအနေနဲ့ပဲဖြစ်အဲ့လိုမျိုးလေးတွေတင်ပေးမယ်ကျွန်တော်တော့အဲ့လိုမျိုးတွေးတယ်ဒီလိုပြီးတော့နောက်တစ်ခုဒီအကြောင်းအရာနဲ့ပတ်သက်တဲ့ဒီအကြောင်းအရာနဲ့ပတ်သက်တဲ့ crisis management video လည်းနောက်ထပ်ဆက်လာအောင်မှာမို့လို့စောင့်ကြည့်ပြီးဝေဖန်ပေးကြအောင်နော်ကဲနံပါတ်6အနေနဲ့ grow and tracking ပေါ့ grow and tracking ကတော့တိုင်းတာလို့မရရင်စီမံခန့်ခွဲလို့မရဘူးဆိုရက်အတိုင်းပဲအဲ့တော့ဒါကဝါသနာနဲ့စီးပွားရေးကိုခွဲခြားပြီးတဲ့အချက်ပါပထမဆုံးအနေနဲ့ tracking ကိုဘယ်လိုလုပ်မလဲဆိုရင် Google Sheet ပဲဖြစ်ဖြစ် Excel ပဲဖြစ်ဖြစ်သုံးပြီးတော့အပတ်စဉ်ရောင်းတဲ့စင်းတွေရက်ဆွဲတို့ပစ္စည်းတို့အရေးအတွက်တို့ရရှိငွေဒါလေးပဲပေါ့အများကြီးလည်းမဟုတ်ဘူးဒါလေးပဲစင်းလေးလုပ်ပြီးတော့ဘယ်လောက်ရတယ်လောက်ကုန်တဲ့ခါကျရင်ဘယ်ပင်တွေကလူကြိုက်များတယ်ဘယ်ပင်တွေကတော့လူတိတ်မကြိုက်ဘူးလူဝင်နေတယ်အဲ့တော့ငါဘယ်ပင်တွေကိုပို့တင်ရမယ်ရောင်းရတဲ့ပစ္စည်းပေါ်မှာထပ်ပြီးတော့ရင်းနှီးမြှုပ်နှံသွားတဲ့သဘောပါကဲအခုဆိုရင်တော့ online shop တစ်ခုကိုစနစ်တကျတည်ဆောက်ထားဖို့အတွက် strategy တွေကိုစတဲ့ဆုံးထိတည်ရှိသွားပြီလို့တော့ထင်ပါတယ်ကျွန်တော်ရဲ့ Telegram channel မှာဆိုရင်ဒီ online shop setup checklist ဆိုတဲ့ PDF file လေးကိုလာပြီးတော့အခါမဲ့ download ရယူနိုင်ပါတယ်ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်ဖို့မမေ့ပါနဲ့ဦးနော်အားလုံးပဲအောင်မြင်တဲ့ online shop တစ်ခုကိုပိုင်ဆိုင်နိုင်ကြပါစေ comment မှာလည်းလူချင်းမင်းတို့အခက်အခဲတွေကိုရေးချခဲ့ပါအောင်